ငါနဲ့နွယ်နွယ်ထွန်းနေရလေတငယ်ချင်းတွေလိုပဲအတူသွားတယ်အတူစားတယ်ဒီလောက်ပါပဲအဲ့ဒါကိုသူ့ဘက်ကတမျိုးနေမိတော်စမ်းပါနင့်ရဲ့ကိုလီကူမာစကားတွေကိုလေတခြားမိန်းကလေးတွေကသာတာယာပြီးရှုံချင်ရုံပဲငါအနေနဲ့လေမွေးကလေးကအင်ဂျင်ကက်ရဲ့အတူတူနေလာတာနင့်အကြောင်းနင့်ထက်တောင်ပိုသိသေးတယ်ငါနဲ့ပတ်သက်တဲ့မင်းကလေးတွေရဲ့ပုံမှာအမြဲတမ်းရိုးရိုးသားသားပါနင့်ပါစက်ကိုပိတ်ထားလိုက်တော့နော်ဟောဒီเจ้าမှာရှိရဲ့မိန်းကလေး၃ပုံ၂ပုံပါနင့်ရဲ့ easily နဲ့မလွတ်တဲ့လူကြီးပဲဆိုတော့ငါသိပြီးသားဘာပဲဖြစ်ဖြစ်အချိန်တန်ရင်တော့ငါယောက်ျားဖြစ်လာမှာပါလေဆိုပြီးငါမသိကြအောင်ဆောင်ပြီးနေခဲ့တာအခုနင့်ရဲ့ပြဿနာတွေကငါရှက်ထိရောက်လာပြီနင့်အကျင့်ကိုပြင်မလားမပြင်ဘူးလားခင်မအောင်ငါမင်းကလေးနဲ့ပတ်သက်တယ်ဆိုတော့ငါခင်အောင်ခင်တာပါအဲ့ဒါကိုသူတို့ဘက်ကတာယာပြီးတော့ရီးစားလို့ထင်အောင်တာတော့ငါလည်းမတတ်နိုင်ဘူးဗျာဟုတ်သားပဲစံကြီးရဲ့အဖြစ်အပျက်ကိုအတိအကျသိရသေးတာမှမဟုတ်တာကိုခင်မအောင်ပြောသလိုမျိုးအဲ့ကောင်မလေးတွေကကိုခင်မအောင်ကရိုးရိုးသားသားခင်တာကိုချစ်သူရီးစားလို့ယူဆပြီးတော့ထင်အောင်ထင်မနဲ့ဆွတ်ဆွဲတာလည်းဖြစ်နေပါအောင်မယ်စမ်းဝဲမော်သူ့အကြောင်းငါအသိဆုံးပါအဲ့လိုကောင်မလေးတွေကထင်အောင်ထင်မဖြစ်နေတယ်ဆိုတာလေသူ့လောက်ထားလို့လေဘသူမားတယ်ဘသူမှန်တယ်တော့ငါလည်းမသိပါဘူးဟာဒါမဲ့နေပြောသမျှကိုတော့ကိုခင်မောင်ကနာခံသားပဲညနာကိုကြည့်ပါအောင်ဟဲ့နေစုနေလို့ဆိုပြီးတော့ငါကြီးကိုမျက်နှာငယ်လေးနဲ့ဖြည့်ရှင်းနေရရှာတာအဲ့ဒါမျိုးတန်မိုးထားပြီးတော့ချစ်လို့ပေါ့ဟာစံဒီခုလိုမျိုးခင်မောင်းဟောင်းကာကွယ်ပေးနေတာကိုတဝန်တူပိုင်းကတော့မရှိဘူးလားစံဒီတဝန်တိုခွင့်ရရှိပါတယ်ဒါမဲ့စန်ဒီရဲ့ဆုံးဖြတ်ချက်နဲ့လောက်ရက်တွေကိုတော့ဝေဖန်တားမြစ်ပိုင်ခွင့်မရှိဘူးရည်ရွယ်ချက်ကသူ့ကိုမဒိမ့်မှုနဲ့ထောင်ကျမခံနိုင်လို့ပဲဒါဆိုရှင်ကကိုလူရုံမာကိုကဲတင်ဖို့အတွက်ကျမကတွေ့တာပေါ့သူ့ကိုကဲတင်ဖို့မကြိုးစားပါနဲ့လို့ပဲအာနာနာနဲ့ပြောပြစီကျမဘက်ကတက်တိခိုင်ခိုင်လုံလုံနဲ့ပြင်ဆင်ပြီးမှတရားစွဲတာဆိုတော့လို့ဖို့ဆိုဘယ်နည်းနဲ့မှမဖြစ်နိုင်အဲ့ဒါကြောင့်လဲနင်းနဲ့ငါလာညှိနှိုင်းတာကျမသိထားတဲ့လောက်တော့လေရှင်ရလဲ